တကယ်ကိုတခြားဂျိုကဘာတစ်ခုကိုရောက်သွားတယ်လို့ခံစားရစေမယ့်အနေအတစ်ခုကဘာပေါ်မှာရှိတယ်ဆိုတာကြားဖို့ကြပါသလားတဘာဝတရားရဲ့ဖန်တီးမှုတွေဟာကျွန်တော်တို့နေ့စဉ်မြင်တွေ့နေကြအရာတွေနဲ့လူမို့ကိုကွဲပြားခြားနားနေသည့်ရိုးဝဆန်းကျင်မှုတွေအမခံရှုခင်းတွေနဲ့ပြည့်နေနေတဲ့နေရာတစ်ခုပါကဲဒီကနေ့ရှင်းလင်းတင်ပြချက်မှာတော့ဒီထူးဆန်းတဲ့ဂျိုသားကဘာလေးတစ်ခုလို့ဖြစ်နေတဲ့နေရာစီကိုအတူတူတွားရောက်လေ့လာကြည့်ကြရအောင် ပြောက်ဖူးတူတိုင်းကဒီနေရာကိုဂျိုးသားကျွန်းသို့မဟုတ် Ellichin Island လို့တင်စားခေါ်ဝေါ်ကြပါတယ်။ဒီလိုဒီနေရာဟာဂျီမင်နိုင်ငံပိုင်း Socotra ကျွန်း Socotra Island ပဲဖြစ်ပါတယ်။အာရေဗျပင်လယ်ထဲမှာအထီးကျန်စွာတည်ရှိနေပြီးရင်သေးရှုမောဖွယ်ကြမ်းတမ်းတဲ့ရှုခင်းတွေမယုံနိုင်စရာကောင်းတဲ့ဇီဝမျိုးကွဲတွေပိုင်ဆိုင်ထားလို့သူ့ကိုဂျိုးသားကျွန်းလို့ခေါ်တာလုံးဝကိုတဘာဝကျလာပါတယ်။ ဒီနေ့ရှင်းလင်းတင်ပြချက်မှာကျွန်တော်တို့လိလာသွားမယ့်အချက်တွေကတော့ဂျိုးသားကျွန်းကိုအလဲပတ်သွားကြမယ်။နှစ်တန်းပေါင်းများစွာအထီးကျန်ခဲ့တဲ့တမိုင်းကြောင်းအမခန်းဇီဝမျိုးကွဲတွေဒေတာခန်တို့ရဲ့တင်တာရီတွေနဲ့တဘာဝအမွေနဲ့ထင်းတင်းရေးဆိုတဲ့အကြောင်းအရာတွေကိုအစင်းလိုက်ဆွေးနွေးသွားပါမယ်။အပိုင်း1နှစ်တန်းပေါင်းများစွာအထီးကျန်ခဲ့တဲ့ပထဝီဝင်တမိုင်းကြောင်းဒီကျွန်းကြည့်ပါကြောင်းဒီလောက်တောင်ထူးခြားဆန်းပြနေရတယ်လဲဆိုတဲ့ဖြေရတမိုင်းထဲမှာရှိပါတယ်။ စဉ်းစားကြည့်ပါလွန်ခဲ့တဲ့နှစ်တန်းပေါင်း250လောက်ကဂွန်ဒွာနာလို့ခေါ်တဲ့မဟာတိုက်ကြီးကနေကွဲထွက်လာခဲ့ပြီးကတဲ့ကကုန်းတွင်းပိုင်းနဲ့အဆက်အသွယ်လုံးဝကိုပြတ်တောက်သွားခဲ့တာပါဒီလိုအချိန်ကာလအကြာကြီးတိချဖြစ်နေခဲ့တော့ကျွန်းပေါ်ကတက်ရှိရီယာတခြားဘယ်နေရာနဲ့မှမတူတဲ့စင်ကဲပြောင်းလဲမှုကနည်းအားဖြင့်တိချ evolution တခုကိုဖြစ်တန်းခဲ့ကြရပါတယ်ဒါက Socotra ကျွန်းရဲ့အဓိကလျှို့ကွယ်ချက်ပါပဲဒီကျွန်းလေးဘလောက်တောင်လမ်းပြီလဲဆိုရင်အာဖရိကတိုက်ဥချိုဒေတာ Horn of Africa ကနေရေမိုင်150လောက်ကွာဝေးပြီးမိခင်ကြီးမနိုင်ငံကွန်တွင်းမိုင်းကနေဆိုရင်ရေမိုင်140လောက်တောင်ကွာဝေးပါတယ်။ကျေပြောလာတဲ့ပလက်ပင်းကြီးချားနေတာမို့ကုန်းမြေကြီးတွေနဲ့အဆက်တွေပြတ်နေကြတာဟာခုနပြောတဲ့ဂျော်သားကမာလီတစ်ခုလို့ဖြစ်လာစေဖို့အဓိကတွန်းလာပါတယ်။ ကဲအပိုင်းတဲ့အမခန်းဇီဝမျိုးစုံမျိုးကွဲများနဲ့ထူးခြားတဲ့စင်ကေဖစ်စင်နှစ်တန်းပေါင်းမျိုးစွာတီးချမ်းရှင်တန်းခဲ့ရတဲ့တဘာဝတရားကနေဘလို့ထူးဆန်းတဲ့အပင်တွေတတ်တော်တွေထွက်ပေါ်လာတယ်လဲဆိုတာကြည့်လိုက်ကြရအောင်တကယ်ကိုအံ့ဩဖို့ကောင်းတဲ့ကင်းကနန်းတစ်ခုကိုပြောပြချင်းပါတယ်။ကျိုးပေါ်မှာရှိတဲ့အပင်နဲ့ထတ်တော်ဟာမျိုးစိတ်ပေါင်း800ကျော်တဲ့က38ရာခိုင်နှုန်းဟာကမ္ဘာပေါ်ကတခြားပင်နေရာမှာမှရှားတွေ့လို့မရခဲ့တီးတံမျိုးရင်းရည်ထင်နေတာပါပဲ။စဉ်းစားတာကြည့်ပါတော့မျိုးစိတ်3ပုံ1ပုံကျော်ကဒီကျွန်းလေးပေါ်မှာပဲရှိတယ်ဆိုတာဇီဝဝေဒရှုထောင့်ကနေကြည့်ရင်အပဒန်ကိုရှားပါပြီးအဖိုးတန်လွန်းလာပါတယ်။ Socotra ကျွန်းလို့ကြားလိုက်တာနဲ့ချက်ချင်းပြင်းပြင်းကြမဲ့အရာကတော့ဒီနဂါးသွေးပင် Dragon's Blood Tree ပဲဖြစ်ပါတယ်။ပုံစံလေးကိုကြည့်ပါထီတလက်ဖွင့်ထားတယ်လို့ဒါမှမဟုတ်မိုးပွင့်အကြီးကြီးတွေပေါက်နေတယ်လို့နဲ့တကယ့်ကိုထူးခြားပါတယ်အကိုင်ခတ်တီကိုအပေါ်ဘက်ကိုဒီလိုဖြန့်ချက်ထားတာဟာကျွန်းပေါ်ကရင်းငွေတွေကိုဖမ်းယူနိုင်ဖို့တဘာဝတရားကပေးစွမ်းထားတဲ့တကယ်ရှင်ထန်ရင်းနှီးပြူဟာတည်းပဲဖြစ်ပါတယ်ဒီပင်ကိုဘာလို့နဂါးသွေးပင်လို့ခေါ်ရတယ်လဲဆိုတော့အခောက်ကိုခွာလိုက်တဲ့အခါထွက်လာတဲ့အဆေးတွေဟာသွေးလိုပဲနေရဲနေလို့ပါပဲရှိခဲ့ကလေးကဒီအဆေးတွေကိုစေဝါးတွေအလှပင်ပစ္စည်းတွေအယောင်တင်ဆေးတွေအဖြစ်အလွန်တန်ဖိုးထားအသုံးပြုခဲ့ကြပါတယ်။ဒီအခါဒီအတွက်တော့တဘာဝကပေးတဲ့ယတနာတစ်ပါးပါလေ။နောက်ထပ်ဆွဲဆောင်မှုရှိတဲ့အပင်တစ်မျိုးကတော့တဲကန်တာရာနင်းစီ Desert Rose ပါ။အလွန်ကြီးမားပြီးဖောင်းကားနေတဲ့ပင်စီကြီးရှိပေမဲ့အဖော်ပိုင်းမှာကျတော့လာပနူးနေတဲ့ပန်းရောင်မန်းပွင့်လေးတွေပွင့်နေတတ်ပါတယ်။ကျန်းတန်းတဲ့ပင်စီနဲ့နူးနေတဲ့ပန်းပွင့်လေးတွေပေါင်းစပ်ထားတဲ့မြင်ကွင်းကကြည့်ရတာတော်တော်လေးကိုစန့်ကျင်ဘက်အလားတရားတစ်ခုပါပဲ။တီချာကြီးရဲ့တဲခန္တာကဟင်းစီပင်ရဲ့ဖောင်းကားနေတဲ့ပင်စီအောက်ခြေကြီးကစင်တကောင်ရဲ့ခြေတော်ချီနဲ့တိတ်တူတာပဲနော်ဒီလိုကြီးမားတဲ့ပင်စီကြီးဖြစ်နေရတာကရေရှားပါတဲ့ယာဒီဥရုမှာရေတွေကိုပင်စီတဲ့ကြားရှည်တူလောင်ထားနိုင်ခေါ်လို့ပါအထီးချန်တဲ့ပဝန်းကျင်မှာအပင်တွေဘယ်လိုလိုက်လောညီထွေးပြောင်းလဲလာကြသလဲဆိုတာကိုပြသနေတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲတစ်ပင်တွေရဲ့အန်ကြောစရာအစင်ကဲပြောင်းလဲမှုမှဆက်ပြောရရင်ဒီသခွားပင် cucumber tree ကြီးကိုလည်းခြံထားလို့မရပါပုံမှန်ဆိုရင်တခွားမျိုးရင်းဝင်တွေကမြေပြင်မှာတွားသွားတဲ့နွယ်ပင်တွေအနေနဲ့မှရှိရမှာလေဒါပေမဲ့ Socotra ကျွန်းမှာတော့ကြီးမားကျယ်ပြန့်တဲ့ပင်စီကြီးတွေနဲ့တစ်ပင်ကြီးတွေဖြစ်ထူးဆန်းစွာဖြစ်တည်နေတယ်ပါပဲဒါဟာအထီးကျမှုကတဘာဝတရားကိုဘယ်လောက်တောင်ပြောင်းလဲပြနိုင်တယ်လဲဆိုတာကိုတတ်သိပြနေတာပါပဲအပိုင်း3ဒေတာခန်တို့ရဲ့တန်တာရီနဲ့ယဉ်ကျေးမှုပုံပြင်များကျွန်းပေါ်ကတဘာဝတရားတွေကြောင်းစူးစမ်းပြီးပြီဆိုတော့ဒီနေရာမှာနေထိုင်ကြတဲ့ဒေတာခန်တွေနဲ့သူတို့ရဲ့စိတ်ဝင်စားစရာယဉ်ကျေးမှုဘက်ကိုနည်းနည်းတွားကြည့်အောင်လက်ရှိ Socotra ရကျွန်းပေါ်မှာလူဦးရေ9000လောက်နေထိုင်ကြပြီးအများစုကတော့ဒေတာခန် Socotra လူမျိုးတွေပါသူတို့ဟာရှေးဟောင်းဗီဒိုအင်းလူမျိုးတွေကနေဆင်းသက်လာကြတာပါအထူးခြားဆုံးကတော့သူတို့ပြောတဲ့ Socotra ဘာသာစကားဟာစာရေးသားတဲ့စနစ်လုံးဝမရှိပဲနှုံးနဲ့ပဲတဆင့်ပြီးတဆင့်လက်ဆင့်ကမ်းလာခဲ့တဲ့ရှေးဟောင်းဘာသာစကားဖြစ်နေတာပါပဲ
စာရေးသားမရှိတဲ့အကသူတို့စင်မှာဗာဆက်ရာဇဝင်နဲ့ပြုတ်ပြလာခဲ့တဲ့ဒန္တာရီပုံပင်တွေအများကြီးရှိပါတယ်။အဲ့ဒီထဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာကခုနပြောခဲ့တဲ့နဂါးတွေးပင်တွေရဲ့မူလအစာပဲဖြစ်ပါတယ်။ရှေးရခင်ကစင်ကြီးတကောင်နဲ့နဂါးကြီးတကောင်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ကြရကနေနဂါးရဲ့တွေးတွေအမိတိပေါ်ကျသွားရကနေဒီအပင်တွေပေါက်လာတယ်လို့ဒေသခံကြီးကယုံကြည်ကြပါတယ်။ဒီတော့တဘာဝဇီဝပေတဲ့နဲ့ဒန္တာရီပုံပင်တွေရောရဲနေတာကပဲဒီကျွန်းရဲ့ဆွဲဆောင်မှုကိုပိုတက်သွားစေတာပါပဲ။ ဟုတ်ပြီနောက်ဆုံးအပိုင်းလေးတဘာဝအမွေနဲ့ကာကွယ်ထိန်းသိမ်းရေးအဖိုးမဖြတ်နိုင်တဲ့အလားတရားတွေနဲ့ပြည့်နှက်နေတဲ့ဒီကျွမ်းကြီးအကြောင်းကိုသိလာရပြီးတဲ့နောက်ဒီကဘာလေးကိုဘယ်လိုဆက်ထိန်းသိမ်းကြမလဲဆိုတာလေးလေးနက်နက်တွေးကြည့်ဖို့လိုလာပါပြီကျွန်တော်တို့အားလုံးကိုပြန်မေးရမယ့်မေးခွန်းတစ်ခုရှိပါတယ်အစားထိုးလို့မရနိုင်တဲ့ဒီကျူဟာကဘာလို့ထူးခြားတဲ့နေရာလေးနောက်လာနောက်သားတွေလက်ထက်အထိဆက်လက်ရှင်သန်နေဖို့ကျွန်တော်တို့ဘာလို့ကြမလဲတန်ပေါင်းများစွာသောnetတီတစ်ချောင်းလုံးအထီးကျန်စွာရပ်တည်လာခဲ့တာဟာဒီကျွန်းရဲ့အကြီးမားဆုံးခွန်အားဖြစ်ခဲ့ပေမဲ့တစ်ဖက်မှာလည်းပြင်ပကဘာရဲ့တက်ရောက်မှုတွေဝင်လာတဲ့အခါလွယ်လွယ်ကူကူပျက်စီးသွားနိုင်တဲ့အားနည်းချက်တစ်ခုလည်းဖြစ်နေပါတယ် ဒါကြောင့်စီကိုထရီယာကျွန်းဟာကဘာမီကြီးရဲ့မတူကွဲပြားမှုနဲ့တဘာဝတရားရဲ့အမကန်ဖန်တီးတဲ့ဆွမ်းကိုတတ်တည်ပြနေတဲ့အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့ရည်ကြီးပါတယ်ဒီလိုထူးခြားတဲ့ဇီဝမျိုးကွဲတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဆောင်ရှောက်ဖို့ဆိုတာကျွန်တော်တို့အားလုံးမျှဝေတာဝန်ယူရမယ့်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါဒီကနေ့ရှင်းလင်းတင်ပြချက်ကိုကြည့်ရှုပြီးတဲ့နောက်မှာတဘာဝတရားရဲ့အမကန်စံချက်မှုတွေကိုပုံမတန်ဖိုးထားမြန်နိုးတက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့အရာတွေကဘာပေါ်မှာဘလောက်တောင်ရှိနေသေးလဲဆိုတာကိုဆက်ဆူဟန်ချင်းစိတ်တွေဖြစ်ပေါ်လာဖို့လေစံတာပြုပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ရှင်းလင်းတင်ပြချက်တွေမှာပြန်ဆောင်ကြပါမယ်